Hello ငါကျင်းတော့မင်းလာပါဗျโอเคရတဲ့ကြောက်လေးတစ်လုံးကျွန်တော်တို့ကြည့်အောင်ဗျမော်စီစာလေးဗျမော်စီစာလေးဆိုတော့ကျွန်တော်တို့ကြောက်ခံပုံစံလေးကြည့်အောင်ဗျရန်တော်စော်လေးဗျနော်ကြောက်ကွာအခုကတော့မီးထိုးမပေါဘူးဒီကျွန်တော်တို့မဖြတ်သေးတဲ့ဘက်မှာကျတော့အနာတော်များတယ်ဗျတော့ပြောမှဆိုခေါင်းရှင်းတဲ့ဘက်ကိုသူဂျူပြီးဖြတ်ထားတာဒါတော့ခုံပုံစံအနေထားလေးပြကြောက်ကဖြတ်သားလေးတူတူကြည့်အောင်ကြောက်ကဒီမှာပြကျွန်တော်ပြင်ရေးဆွပြီးထပ်ပြီးတော့ပြပေးမယ်ထိုင်အနေနဲ့ဆိုလို့ရှိရင်ဒီကောင်ကထိုင်အနေနဲ့ဆိုတော့သူတော့လှတယ်တယ်ပါတယ်ဗျဒါနဲ့ဟိုလိုမျိုးတောင်းကျုံပုံစံမျိုးတွေတော့ဖြစ်မနေဘူးပြီးတော့ရမ်းစော့တာရှိတယ်မော်စီစားတော့ရမ်းစော့တာတော့ရှိလိမ့်မယ်ဗျအမှကျွန်တော်ရေးစုပြီးပြပြီးအောင်မှလည်းမချိုးအောင်ကြည့်ရတာတကယ်ကျွန်တော်ဝိုင်းဝါးနေလိမ့်မယ်ဒီကြည့်ရတာမရှင်းဖြစ်နေလိမ့်မယ်ကဲဒီမှာဗျရှည်ဒီဆိုဆွတ်တာကျွန်တော်လည်းရလာခြင်းဆိုတော့အမှတ်တောင်မချိုးရသေးဒီပုံစံလေးဗျကြောက်စီကြောက်သားလေးကတော့ကောင်းတယ်ဗျဒါပေမဲ့ရမ်းကျဲသွားတယ်ဗျရမ်းကြီးကျဲသွားတယ်ရမ်းကျဲလို့လည်းဒီစီလေးနဲ့ရတာအနာလေးတော့များတယ်ဗျဒီပုံစံလေးပါဗျဒူးကတော့ကျွန်တော်တို့လက်မတူးစားပဲတွတ်ထားရမှာဗျဒီဘက်ကကျတော့ရှူသွားပြီဒီမှာကျတော့လက်နှလုံးတူးလောက်ရှိတယ်ဗျဒီဘက်ကဒူးအထိုင်လေးလည်းကောင်းတယ်ကျွန်တော်တို့ဖြတ်ထားတဲ့အဖုံးကလည်းအလုံးလုံးလို့ရသေးတယ်ဗျဒီပုံစံလေးပါဗျဒါလေးလာပြတာပါပိုင်းတငယ်ချင်း